Hello，大家好。ဒီချက်ကအခုဒီဗီဒီယိုလေးမှာအမြဲတမ်းမလုံနဲ့လို့ပြောချင်တဲ့အခါမျိုးမှာဘယ်လိုမျိုးပုံစံလေးတွေကိုအသုံးပြုရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေတစ်ဆင့်ပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့စကားလုံးဝင်းနှစ်ခုကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်။အမြဲတမ်းအမြဲကိုချေတို့ကဒီဗီဒီယိုထဲမှာဂျုံလို့သုံးမယ်နော်။ဂျုံ okay ပုံမှန်အဖြစ်ကတော့အမြဲတမ်းကိုကျွန်တော်ဂျုံရှစ်လို့ပြောတာဖြစ်ပေမဲ့ဒီလိုမျိုးအတွဲလေးသုံးတဲ့အခါမျိုးမှာဆိုရင်တော့ဂျုံတစ်လုံးနဲ့ပဲသုံးပါမယ်နောက်တစ်ခုကမလုံးနဲ့လို့ပြောတာဖြစ်တဲ့အတွက်ဘိုးရောက်တော့ဂျုံနဲ့ဘိုးရောက်နဲ့ကိုဒီပတန်လေးမှာအသုံးပြုချရအောင်你不要总看手机碰过手机不要မလုံးနဲ့总看အမြဲမကြည့်နဲ့你不要总看手机你ဖုန်းအမြဲတမ်းမကြည့်ပါနဲ့你အမြဲတမ်းဖုန်းမကြည့်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်你不要总看手机ဒီတစ်ခါကျတော့你ပတ်စံပဲအမြဲဖြုံးနေနဲ့မလည်းပဲကျတော့မနဲ့ဖြစ်တဲ့အတွက်不要ကိုအသုံးပြုမယ်ဟုတ်ပြီနော်ပတ်စံဖြုံးနေပတ်စံရှောက်ဖြုံးနေဒါကို乱花钱乱ဆိုတာကမလိုအပ်တာတွေကိုရှောက်ပြီးတော့အလဟတဖြစ်အောင်လုပ်တာဖြစ်တယ်။花钱ကကျတော့ပတ်စံဖြုံးတာပတ်စံကိုအလဟတရှောက်ဖြုံးနေရဆိုရင်乱花钱အရှိမအမြဲမလုံးနဲ့ဖြစ်တဲ့အတွက်你不要总乱花钱ဘယ်လိုပြောရမလဲ你不要总乱花钱ဒီတစ်ခါကျတော့你အမြဲဒေါသထွက်မနေနဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ဒေါသထွက်တယ်ဒေါသထွက်တာကို发脾气လို့ပြောလို့ရပါတယ်你不要总发脾气你不要总发脾气ဒီလိုမျိုးသုံးရမယ်生气နဲ့အဓိပ္ပာယ်တူတူပါပဲ生气ကကြတော့စိတ်ဆိုးရုံပဲစိတ်ဆိုးတာဖြစ်ပြီးတော့发脾气ကကြတော့ဒေါသထွက်တာဖြစ်ပါတယ်ကြည့်ဒါဆိုရင်နောက်ခုစကြည့်အောင်你အများကြီးစဉ်းစားမနေနဲ့အများကြီး太多စဉ်းစားတယ်想太多အမြဲတမ်းအများကြီးစဉ်းစားနေလို့ပြောချင်တဲ့အခါမှာဆိုရင်တော့အစီက不要总နဲ့တွေ့ရင်ရပြီနော်你不要总想太多你不要总想太多ဒီလိုမျိုးသုံးရမယ်နောက်ဆုံးတစ်ခုကတော့ဒါလေးကတော့အရန်ကိုသုံးဝင်နေပေါ့နော်你အမြဲတမ်းအပြင်မှာအလေလိုက်မနေနဲ့နော်ပြင်မှာအလေလိုက်တယ်外面瞎混外面ဆိုတာအပြင်မှာ瞎混ကအလေလိုက်တာ你不要总在外面瞎混你不要总在外面瞎混အပြင်မှာအမြဲတမ်းအလေလိုက်မနေပါနဲ့ဒီလိုမျိုးပြောတာဖြစ်ပါတယ်အရှိက你不要总ဆိုတဲ့ကနေအမြဲတမ်းမလုံးနဲ့မလုပ်တာလေ在外面瞎混အပြင်မှာအလေလိုက်မနေပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပါ你不要总在外面瞎混လို့ပြောရင်ရပါပြီရှင်အဲ့တော့ဒီဗီဒီယိုလေးကဆိုရင်တော့ကျွန်တော်တို့က不要总အပြင်不要总ပေါ့နော်အမြဲတမ်းမလုပ်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်လေးတွေကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်လေ့လာရမယ့်ဗီဒီယိုလေးတွေနဲ့အတူတူပြန်တွေ့မယ်နော်